Hello မင်္ဂလာပါအခုတစ်ချက်ကိုလေဒီပုံလေးပေါ့နော်ဒီပုံလေးရဲ့ pattern လေးကိုမေးထားတဲ့အတွက်ကြောင့်ထဲ pattern လေးပြပေးမယ်ဒါလေးကကြတော့သူကမလေးလေတောင်လေးကိုမှအနောက်စစ်လေးနဲ့ချုပ်ထားတယ်လက်လေးကကြတော့လက်ပြက်လေးနော်ဂျိုင်းပြက်ဒီဇိုင်းလေးပါကဲသူ့ရဲ့လက်ပင်ပုံစံလေးကဒီလိုမျိုးလေးဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ခြေတို့ကဒီ pattern လေးကိုဘယ်လိုဖြတ်မလဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်ဒါကကြတော့ခြေတို့အသုံးပြုနေကြ basic pattern မှာတက်လက်မကို1 cm scale နဲ့ချုပ်ပြီးတော့ဆွဲထားတဲ့ pattern အသေးလေးဒါကအရှိချမ်းဒါကအနောက်ချမ်းဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ခြေတို့အနောက်ချမ်းရဲ့ pattern ကိုအရင်ဆုံးဖြတ်မယ်အနောက်ချမ်းမှာကခြေတို့ဒီသူကလက်ပြက်ဖြစ်တဲ့အတွက်ကြောင့်ခြေတို့ရဲ့ suit collection မှာအသုံးပြုနေတဲ့နီးစနစ်အရာဆိုရင်ခြေတို့ရဲ့ဒီမှာငကိုချိုင်းပေါ့နော်ငကိုချိုင်းကနေပြီးတော့အပေါ်ကိုဘယ်လောက်တက်မလဲဆိုတော့၄စိတ်တက်တယ်လက်ပြတ်ဖြစ်တဲ့အတွက်ကြောင့်ပခုံးမြင်းကနေပြီးတော့အတွင်းကို2စိတ်ဝင်တယ်2စိတ်ဝင်ပြီးတော့မှသူ့ကိုဂျိုင်းလေးပြန်ပြီးတော့ white ပေးမယ်ဒါဆိုရင်အနောက်ချမ်းရဲ့ဂျိုင်းလေးကဒီလိုပုံစံမျိုးလေးဖြစ်သွားမယ်နော်အဲ့ဒါပြီးသွားရင်သူကမလေးလဲတာဖြစ်တဲ့အတွက်ကြောင့်အခုဒီမှာဆိုရင်ခြေတို့ရဲ့လက်ပင်ဖေးရှိတယ်လက်ပင်ဖေးအမှတ်ကနေပြီးတော့အပေါ်ကိုတက်လက်မတက်မယ်ပြီးတော့ရင်ဒီမှာခြေတို့ရဲ့အနောက်ချမ်းเนาะအနောက်ချမ်းဒီလိုကိုယ်တယ်မြင်းကနေပြီးတော့လေအပေါ်ကိုတက်လက်မတက်မယ်အဲ့ဒီမှာတက်လက်မဆိုတာကကြတော့အနည်းဆုံးပေါ့နော်အနည်းဆုံးတက်လက်မတက်မယ်အကယ်၍ကိုချုပ်တဲ့သူရဲ့လေထံကပို့ပြီးတော့ရှည်တယ်ဆိုလို့ရှိရင်တော့တက်လက်မခွဲလောက်အထိကိုတက်လို့ရတယ်ရမယ်နော်အဲ့ဒါပြီးတော့ရင်ခြေတို့ဒီအမှတ်ကနေပြီးတော့အောက်ကိုဘယ်လောက်ဆင်းမလဲဆိုတော့2စိတ်ဆင်းမယ်2စိတ်ဆင်းပြီးတော့ဒီအထိကိုဒီလိုမျိုးလေးလာပြီးတော့ white ပေးမယ်ရမယ်နော်အဲ့လိုမျိုးလေးဝိုင်းလိုက်မယ်ပြီးတော့ရင်အခုဒီမှာဆိုရင်ခြေတို့ရဲ့ပခုံးမြင်းရှိတယ်ပခုံးမြင်းကနေပြီးတော့၄စိတ်ခွာမယ်၄စိတ်ဆိုတဲ့နေရာမှာအမှတ်လေးမှတ်မယ်ဒီအမှတ်လေးနဲ့ဒီလိုမျိုးလေးလာပြီးတော့ white ပေးမယ်ကဲဒါဆိုရင်ခြေတို့ရဲ့အနောက်ချမ်းမလေးလေတောင်တစ်ပင်းလေးရသွားပြီသူကအနောက်စင်းနဲ့ချုပ်မှာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ချက်ကတ်ရအောင်ခြေတို့ကဒီမှာခါမြင်းရှိတယ်ခါမြင်းကနေအတွင်းကို2စိတ်ဓမ္မမဟုတ်ရင်4စိတ်ဝင်လို့ရတယ်ခြေကကြောင့်ဒီမှာ2စိတ်လောက်လေးပဲဝင်ကြပေးမယ်ဟုတ်ပြီနော် तू ကနောက်စင်းနဲ့ချုပ်မှာဒါဆိုလို့ရှိရင်ခြေတို့ဒီမှာအနောက်ချမ်းမှာလောက်ရမယ့်အပိုင်းကပြီးပြီဒါဆိုရင်အခုဒီမှာခြေခဲနဲ့ရာပြတဲ့ထောက်လျှောက်ကိုခြေတို့ညှက်ထုတ်လိုက်ရုံပဲဒါဆိုရင်ခြေတို့ရဲ့အနောက်ချမ်းပတ်တန်လေးထွက်လာမယ်ဒါလေးကကြတော့ခြေတို့အနောက်ချမ်းပတ်တန်လေးကိုညှက်ထုတ်လိုက်တဲ့အနေထားလေးဟုတ်ပြီနော်ကဲအနောက်ချမ်းပတ်တန်ရပြီဆိုလို့ရှိရင်တော့ခြေတို့ကအရှိချမ်းကိုလည်းပတ်တန်ဖြတ်မယ်ပထမဆုံးအချက်အနေနဲ့သူကလက်ပြတ်ချစ်တဲ့အတွက်ကြောင့်ဒီဂျိုင်းအမှတ်ကနေပြီးတော့အပေါ်ကို၄စိတ်တက်မယ်ဒီမှာပခုံးမြင်းကနေပြီးတော့အတွင်းကိုဘယ်လောက်ဝင်မလဲ2စိတ်ဝင်မယ်အဲ့ဒါလေးကိုအရင်မှတ်ထားမယ်နော်အဲ့ဒါလေးမှတ်ထားပြီးလို့ရှိရင်ခြေတို့ကဒီမှာလက်ဘင်းကိုပြင်မယ်လက်ဘင်းကကြတော့ခြေတို့ရဲ့ basic လက်ဘင်းကအရှိချမ်းကိုဘယ်လောက်ယူထားလဲဆိုတော့3လက်မယူထားတယ်ဟုတ်ပြီနော်3လက်မယူထားတယ်အခုဒီမှာလဲအရှိချမ်းမှာလဲအနောက်ချမ်းမှာလိုမျိုးပဲခြေတို့ကဒီလိုမျိုး1လက်မစီတက်မယ်ဒီမှာလက်ဘင်းဘေးအမှတ်ရဲ့အခုဒီမှာစင်ခြေတို့ဒါအရှိချမ်းကကြတော့ဒါအလဲပေါ့နော်ခောက်ရိုးပေါ့အလဲခောက်ရိုးအမှတ်ကနေပြီးတော့လေခောက်ရိုးမြင်းနေရကနေပြီးတော့လေအပေါ်ကိုတလက်မတက်မယ်တလက်မတက်ပြီးရင်သူ့ကိုဒီလိုမျိုးလေးဘောင်လေးခတ်လိုက်မယ်ဘောင်ခတ်ပြီးတော့ရင်ခြေတို့ကဒီမှာပခုံးမြင်းမှာဒီလက်ဘင်းဘေးကနေဘလောက်ယူလဲ၄စိတ်ယူတယ်၄စိတ်ယူပြီးဒီအမှတ်လေးနဲ့ဒီလိုမျိုးလေးလာပြီးတော့ white ပေးမယ်ဟုတ်ပြီနော်အဲ့ဒီထိ white ပြီးသွားပြီဆိုရင်တော့ခြေတို့ကအရှိချမ်းရဲ့လက်ဘင်းပေါက်ကိုပုံဖော်တော့မယ်အခုဒီမှာဆိုရင်ဒီပုံထဲကအနေထားအရဆိုရင်ဒါဒီခြေတို့ရဲ့ရှင်းရင်ကျမြင့်အထိကိုလက်ဘင်းလေးယူထားတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုရင်ကိုလိုချင်တဲ့လက်ဘင်းလေးကိုခဲလေးနဲ့အရင်ရာမယ်ကိုလိုချင်တဲ့အနေထားလေးရပြီဆိုတော့မှဒီမှာဒီအထည်ရဲ့လက်ဘင်းပုံစံလေးကသူကဒီလိုမျိုးလေးယူထားတာလက်ဘင်းပေါက်လေးကိုဟုတ်ပြီနော်လက်ဘင်းပေါက်လေးကိုသူကဒီလိုမျိုးလေးယူထားတယ်ကဲဒါဆိုလို့ရှိရင်ခြေတို့ကလက်ဘင်းပေါက်အပိုင်းနဲ့ပတ်သက်ပြီးတော့ပြီးပြီအဲ့ဒါပြီးသွားရင်အခုဒီပတ်တန်ကကြတော့ခြေတို့ဒီမှာဂျိုင်းတောက်ဆိုရင်ခြေတို့ဂျိုင်းတောက်ကိုပိတ်မယ်ရင်ပင်းထောက်ကိုပိတ်မယ်ခြေတို့ကအခုခြေပြပြီးတဲ့ပတ်တန်ကကြတော့ရင်ပင်းထောက်ပါတဲ့ပတ်တန်ပေါ့နော်အကယ်သမီးတို့ချုပ်တဲ့ပတ်တန်မှာရင်ပင်းထောက်ကိုမသုံးချင်ရင်လည်းရတယ်ရင်ပင်းထောက်မပါတဲ့ပတ်တန်နဲ့သုံးပေါ့ဟုတ်ပြီနော်အခုဒီမှာကြတော့ခြေကရင်ပင်းထောက်ထည့်ထားတဲ့အတွက်ကြောင့်အောက်ကိုတက်လက်မဆင်းထားတယ်ဒီဓာတ်ကိုကြတော့ပင်မဓာတ်ကိုကြတော့ခြေတို့ဒီရင်အုံလေးပိုကြွအောင်ဆိုပြီးတော့ဓာတ်လေးပြင်မယ်ဟုတ်ပြီနော်ရင်အုံကြွဖို့အတွက်ခြေတို့က
ထောက်လေးကိုပြင်မယ်ရင်အောင်ကြတဲ့ထောက်တွေကကြတော့ချဲ့ဒီအရှိမအသေးစိတ်ပြောထားတာတွေအများကြီးရှိရဲ့အဲ့ဒါကြောင့်ဒီမှာတော့အသေးစိတ်မပြောတော့ဘူးเนาะဒီမှာရင်အောင်လေးကြွအောင်ထောက်လေးပြင်မယ်ဒီထောက်ပြင်ပြီးသွားပြီဆိုရင်ချဲတို့ကဒီမှာရင်ပင်ထောက်ပိတ်မယ်ဂျိုင်းထောက်ပိတ်မယ်ဒီထောက်တွေပိတ်ဖို့အတွက်ကကြတော့ဒီထောက်ကိုခွဲထုတ်ထားပေးရမယ်ချဲတို့ရင်ပင်ထောက်ပိတ်လိုက်ပြီဆိုရင်ဒီမှာလိုအပ်ချက်ရှိသွားတဲ့နေရာကိုချဲတို့ကပက်တန်လေးကိုဒီလိုမျိုးလေးဖြည့်မယ်ဟုတ်ပြီနော်အဲ့ဒါပြီးရင်ဂျိုင်းထောက်ကိုပိတ်မယ်sorry ဒီမှာညှက်တာနည်းနည်းများသွားလို့ပြတ်သွားတယ်ဒီလိုမျိုးเนาะဂျိုင်းနောက်ကိုပိတ်ပြီးသွားရင်ဒီမှာလိုနေတဲ့နေရာလေးကိုခြေတို့ကပတန်လေးလိုပြန်ဖြည့်လိုက်မယ်အဲ့ဒါဖြည့်ပြီးသွားရင်ခြေတို့ရဲ့ငကိုဂျိုင်းကနေပြီးတော့အပေါ်ဘလောက်တက်ထားလဲလက်ပြက်ဖြစ်တဲ့အတွက်ကြောင့်၄စိတ်တက်ထားရဆိုရင်အဲ့၄စိတ်နဲ့ကိုဒီလိုမျိုးလေးတွားပြီးတော့ white ပေးရမယ်ဟုတ်ပြီနော်ကဲနောက်တစ်ခုကကြတော့လက်ပြက်ဖြစ်တဲ့အတွက်ကြောင့်ပခုံးမြကနေအတွင်းကိုနှစ်စိတ်ဝင်ထားရဆိုရင်ဒီလိုမျိုးလေးပြန် white ပေးမယ်ဒါဆိုရင်ခြေတို့ရဲ့ဂျိုင်းကဒီအတိုင်းဖြစ်သွားလိမ့်မယ်ရမယ်နော်ကဲအဲ့ဒါပြီးသွားရင်ခြေတို့ကဒီမှာဂျိုင်းတောက်ပိတ်လိုက်ပြီးဂျိုင်းတောက်ပိတ်ပြီးတော့ကိုကရေကူးတောက်နဲ့ချုပ်ချင်တယ်ဆိုရင်ခြေတို့ဒီမှာပေခွေးလေးကိုသုံးပြီးတော့ဒီအပေါ်လေးကိုရေကူးတောက်လေးပြန်ပြီးတော့ white ပေးလိုက်ဟုတ်ပြီနော်ဒီမှာတိတ်တွေခံသွားတော့မမြင်ရအောင်ဖြစ်သွားတယ်အဲ့ဒါပြီးသွားရင်တော့ခြေတို့ကဒီတောက်ကိုညှက်ထုတ်မယ်အခုဒီမှာဆိုရင်ဒီပက်တန်ရဲ့ဘေးနေမှာပိုနေတဲ့အစိတ်အပိုင်းတွေအကုန်လုံးကိုညှက်ထုတ်မယ်ဒါကကြတော့ခြေတို့အရှိချမ်းကိုညှက်ထုတ်လိုက်တဲ့အနေထားဟုတ်ပြီနော်အရှိချမ်းကိုညှက်ထုတ်လိုက်တဲ့အနေထားမှာခြေတို့ဒီမှာရေကူးတောင်းနဲ့ချုပ်မယ်ဆိုရင်ဒီနေရာကနေပြီးတော့လေပြန်ပြီးတော့ညှက်ပေးရမယ်ဒါကကြတော့ရေကူးတောင်းနေရာကိုခွဲထုတ်လိုက်တာဟုတ်ပြီနော်ဒါဆိုရင်ခြေတို့ဒီအရှိချမ်းမှာ F1 F2 ဆိုပြီးတော့နှစ်ခုဖြစ်သွားလိမ့်မယ်ဒီအရှိကကြတော့သူကခောက်ကြောင်းလေးနဲ့ချုပ်ထားတာနော်အဲ့ဒါပြီးတော့ရင်ဒီအထက်မှာဆိုရင်သူကအခုဒီမှာဆိုရင်ရင်အောက်เนาะရင်အောက်နေရာကနေပြီးတော့ဒီမှာ तू ကကြိုးတန်းလေးချုပ်ထားတယ်အဆွေစလေးနဲ့ကြိုးတန်းလေးချုပ်ပြီးတော့အလဲမှာထုတ်တီးလေးတွေထည့်ထားတယ်ဒီလိုမျိုးနှစ်တန်းလေးလာတယ်အဲ့ဒါပြီးသွားရင်ဒီအပေါ်မှာကကြတော့ तू ကအဆွေစလေးနဲ့ကြိုးလေးချုပ်ပြီးတော့မှဒီမှာနှင်းစီအပွင့်လေးเนาะနှင်းစီအပွင့်လေးအဲ့လိုမျိုးလေးလုပ်ထားတယ်နှစ်ကြိုးပေါ့ဟုတ်ပြီเนาะကဲအဲ့လိုအနေထားလေးပါဒါဆိုရင်ဒီနေရာလေးကိုပြန်ပြီးတော့တွဲပြပေးမယ်ဒါကကြတော့ခြေတို့ရဲ့အရှိချမ်းအနေထားဒါကကြတော့အနောက်ချမ်းအနေထားဟုတ်ပြီနော်သူ့ကိုခြေတို့ကဒီလိုမျိုးဒီမှာဆိုရင်ပခုံးလေးတွဲလိုက်မယ်ဒီဂျိုင်းနေရာလေးတွဲလိုက်မယ်ဆိုရင်ခြေတို့လိုချင်တဲ့ပတန်ပုံလေးထွက်လာလိမ့်မယ်အနောက်ချမ်းမှာကြတော့လေဓာတ်ကိုမချုပ်ထားလို့เนาะကဲဓာတ်ချုပ်ထားရင် तू ကကွက်တိသွားကြမယ်ကဲဒါဆိုရင်ဒီလိုအနေထားလေးရပြီဟုတ်ပြီเนาะကဲအဲ့ဒါဆိုရင်လိုက်ချုပ်ကြည့်ပါအဆင်ပြေပါစေ